Hello အားလုံးပဲမင်္ဂလာပါခေရာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ပေါ့နော် random message လေးတွေကိုဒီခေရာရဲ့ tea leaf လေးတွေနဲ့general message လေးပေါ့နော် general message လေးတွေကိုဖတ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဆိုတော့အရင်ဆုံးအဖြစ်ဘာလို့ဖို့လို့လဲဆိုတော့ခေရာတို့ဒီ cat shuffle လုပ်နေတဲ့အချိန်မှာကို receive လုပ်ရမယ့်ကိုသိတဲ့ message လေးတွေကို universe ကနေပြီးတော့ပြောပြအောင်ပြောပြပါစေပေါ့နော်ပြောပြအောင်အဲ့လိုမျိုးuniverse ကိုတောင်းဆိုပါဒီ message လေးပေးပေးပါပေါ့နော်ကိုသိတဲ့နာလေးပေးပေးပါဆိုပြီးတော့ okay ပါဒါဆိုရင်ခေရာရဲ့ tea leaf လေးထုတ်လိုက်ပါမယ်ခေရာအမှန်တိုင်းပြောမှဆိုလို့ရှိရင်ဒီလိုမျိုးsorry ကင်မရာနည်းနည်းဝါးနေဘယ်လိုဖြစ်နေလဲမသိဆိုတော့အမှန်တိုင်းပြောမှဆိုလို့ရှိရင်ကတော့ဒီ tarot reading လုပ်လို့ရှိရင်ကင်မရာနဲ့အဲ့လိုဗီဒီယိုနဲ့ရိုက်နေတော့မှလောက်ရတာနည်းနည်း comfortable မဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့ tea leaf လေးကိုတော့ okay စမ်းကြည့်မယ်ဆိုပြီးတော့လုပ်ထားမျိုးရှိပါတယ်ဆိုတော့ခေရာရဲ့ဒီဗီဒီယိုကြည့်နေမဲ့လူတွေအတွက်တည်တဲ့ message လေးကိုပေးပေးပါဒီလိုမျိုးခေကရှက်ဖယ်လောက်ရတယ်နည်းနည်းတော့အဆင်မပြေဘူးဆိုပေမဲ့လို့ကြာလာတဲ့ကလေးကအရန်ကောင်းနေဒါမဲ့ဒါကိုခေရာယုံနေဘာလို့ဆိုတော့ခေရာရဲ့ follower တွေအတွက်ခေရာဖတ်ပေးလာသမျှမှာဒီကက်ကတောက်လျှောက်ကြနေတာအဲ့ကြောင့်မို့ခေရာတောက်လျှောက်ပြီးတော့ねငွေဝင်တဲ့လမ်းကြောင်းရှိတယ်တွေ့လားဒီမှာ money will be coming to you yes အများကြီးဝင်မှာအဲ့လိုပြောရလာအောင်ဝင်မှာကွာဆိုတော့ခေရာကအဲ့လိုမျိုးဘယ်လိုပြောမလဲခေရာ positive တွေဟောပေးရသဘောကျရပေါ့နော်ဒါပေမဲ့ဒါကတော့ tarot reader တိုင်းကကိုယ်လာမေးတဲ့လူတွေကိုယ့်ရဲ့ follower တွေကိုကောင်းတာလေးဟောပေးရသဘောကျရပဲလေဒါပေမဲ့အဲ့လိုခေရာကဟိုလိုမျိုးကွာပတ်သက်ဝင်မယ်တို့ဘာလို့အရင်အများကြီးပြောရတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကတ်တရားပြောနေပါတယ် okay ပါနောက်ကျလာတဲ့ကတ်လေးတစ်ခုက oh my god okay ဆိုတော့လေညင်ရလာတော့မသိဘူးဆိုတော့အဓိကဒီကလေးကဘာလဲဆိုရင် strong emotion passionate love or hate ဆိုတော့ကိုကအခုမဟုတ်ရင်တော့မှပဲမကြခင်မှာဒီစိတ်ခံစားချက်ပြင်းထန်တဲ့ကိစ္စတွေနဲ့ကြုံတွေ့ရလိမ့်မယ်အဲ့ဒါကဒီလိုအချစ်ဆိုရင်လည်းအဲ့လိုအရန်ချစ်တာတရားပေါ်အရန်ကိုလိုချင်နေတဲ့စိတ်ဆန္ဒပြင်းပြနေရမျိုးပေါ့နော်အဲ့လိုမဟုတ်ရင်တော့မှလူတစ်ယောက်ကိုအရန်မုန်းတာဆိုတော့အဲ့လိုကိစ္စမျိုးနဲ့ကြုံတွေ့လာဖို့ရှိမယ်နော်ဆိုတော့အဲ့ဒါလေးကနံပါတ်1ပေါ့နော်โอเคဒါဆိုရင်ခေရာတို့ tea leaf လေးတွေကနေပြီးတော့နောက်ထပ် January 6 ကရွေးလိုက်အောင်နော်ခေပါဒီတက်ကကိုပါရွေးလိုက်မယ်ဆိုတော့ပါပြီဘာလေးဖြစ်မလဲဆိုကြည့်လိုက်အောင်နော် okay fan romance celebration party oh okay ဆိုတော့ခေရာတို့ခုနကတွေ့ထားတဲ့ဒီ fire ကတ်လေးနဲ့ပြန်ပြီးတော့သုံးသပ်ရမယ်ဆိုလို့ရှိရင်ကြည့်ရတာကတော့အဲ့လိုမျိုးကိုယ်အရန်ကိုဆွဲလန်းသွားစီမယ်အချင်းမျိုးနဲ့တွေ့မယ်လို့ထင်တာပဲဒီထက်ကများသွားအဖြစ်ပေါ့နော်ကြည့်နေရလို့များသွားဖြစ်ရင်ကတော့ဒီပါတီသွားမယ်ပွဲတစ်ခုကိုသွားမယ်သွားရင်သားနဲ့အဲ့လိုကိုယ်လုံးဝတန်းဆွဲသွားသေးတယ်ဘာလို့ဆိုတော့အချစ်ဆိုတာလေတယောက်နဲ့တယောက်ကတော့မတူဘူးပေါ့နော်မတူဘူးဆိုတာချစ်တဲ့လူပေါ်မှာမူတည်ပြီးတော့꿰တယ်ဥပမာဒီလူကိုတော့ကိုကအရန်ကိုဒီငင်းနဲ့ချစ်ခဲ့ပေမဲ့နောက်တစ်ယောက်ကိုကျတော့ကိုကအရန်ကိုအဲ့လိုမျိုး passionate ဖြစ်တဲ့အချစ်မျိုးနဲ့ချစ်တာမျိုးပေါ့နော်ဆိုတော့ fan ကအဲ့ဒါကိုပြောပါတယ်ဆိုတော့ဘဝလေးကိုအချစ်ကဝင်ရောက်လာပါတော့မယ်ပတ်သက်တွေဝင်တော့မယ်အချစ်ကဝင်တော့မယ်အမေရိကန်ကောင်းလိုက်တာ oh my god okay မလေးပြောမှဆိုရင်ဒီဟာလေးကလို့ခ
Kira လိုချင်တဲ့ဟာလေးပေါ့နော်ဟုတ်ပြီ so new home new attitude ဒါကိုဘယ်လိုခံစားမိလဲဆိုတော့တချို့လူတွေပေါ့နော်တချို့လူတွေတော့ကတော့ဟုတ်တယ်ဟိုအိမ်အသစ်ပုံစံမျိုးပြောင်းရတာမျိုးရှိလိမ့်မယ်ပေါ့နော်ဟိုမှာဒီငှားနေတဲ့အိမ်ကနေပြီးတော့တခြားအိမ်အသစ်ကိုသွားရတာတန်ရှင်းလုပ်ရတာအဲ့လိုမျိုးပုံစံမျိုးတွေ့ရပေါ့နော်ဒါပေမဲ့များတော့အားဖြင့်အတွက်ကကျတော့ဘယ်လိုခံစားမိလဲဆိုတော့ရုံးအသစ်ကိုရောက်သွားတယ်အလုပ်အသစ်ပြောင်းလိုက်တယ်ဒါမှမဟုတ်လေဟိုအလုပ်ကနေပြီးတော့ဥမာရန်ကုန်ရုံးခွဲကနေပြီးတော့မန္တလေးရုံးခွဲကိုပြောင်းလိုက်တယ်လို့ပါတော့ဆိုတော့အဲ့လိုနေရာမျိုးပြောင်းလိုက်တဲ့အခါကျရင် तू ကattitude တွေပါအကုန်ပြောင်းသွားမှာဥမာအရင်ရုံးမှာဒီလိုကာချာရှိရပေါ့နော်အရင်ရုံးမှာဥမာလူကြီးနဲ့လူငယ်နဲ့တိတ်ပြီးစကားမပြောကြဘူးတက်တွေပဲနေကြရဲဆိုလို့ရှိရင်ရုံးအစ်စ်မှာကျတော့အရန်ကို active ဖြစ်တဲ့ energy မျိုးပေါ့နော်အဲ့လိုမျိုးကြုံရမှာရှိရဆိုတော့ဟိုနေရာအစ်စ်ပြောင်းသွားမယ်နေရာအစ်စ်နဲ့လိုက်ပြီးတော့ဟိုကိုယ့်ရဲ့ attitude ပေါ့နော်ကိုယ့်ရဲ့ attitude တွေလည်းပြောင်းသွားလိမ့်မယ်ဆိုတော့အဲ့ဒီကတ်လေးပါဒါတော့ month of the year ပေါ့နော်ဆိုတော့ဒီလိုကံမျိုးပေါ်လာအရန်တော့ကြအခုဘာလာလဲဆိုအခုက January လလေဆိုတော့ကျင်းတီပေါက်ဒီမှာဒီ reading မှာပါတဲ့ဟာတွေကတော်တော်လေးrecently ဖြစ်လာလိမ့်မယ်ပေါ့နော်တော်တော်လေးတိတ်မကြခင်မှာကိုဖြစ်လာလိမ့်မယ်ဘာလို့လဲဆိုတော့ဒီမှာဒီလလည်း January ကက်ကလည်း January ဖြစ်နေလို့တချို့လူတွေကတော့ January မပြီးခင်တော့မှပဲဖြစ်လိမ့်မယ်ဆိုတော့ကောင်းပါတယ်နောက်တစ်ခါက firecracker excitement oh my god okay ဆိုတော့ခုနကဒီပါတီကတ်နဲ့ဆက်ဆက်ရမယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်လာလဲဆိုတော့ကိုက okay နေရာအစ်စ်ကိုလည်းသွားရမယ်ပါတီလည်းတက်ရမယ် celebration တွေနဲ့လည်းတွေ့ရမယ်အဲ့လိုမျိုးပေါ့နော်လုံးဝကိုအဲ့လိုနှစ်သစ်ရဲ့လအစ်စ် January အဲ့လိုလုံးဝကို hype နေတဲ့ energy မျိုးရတယ်အခုမ hype သေးရင်တော့မှပဲစိတ်ချခဏနေ hype လာတော့မှာဆိုတော့ဟိုအဲ့လိုပုံစံမျိုးတွေ့ရပေါ့နော်ဒီမှာလဲ January ကတ်ထွက်လာရဲဆိုတော့တော်တော်လေးတော့သိကြတယ်ဆိုတော့ excitement ဒါ okay မြင်ရလားမသိ sorry ပါအဲ့လိုပဲဗီဒီယိုရိုက်တာတိတ်မကြသေးဘူးနည်းနည်းလေးတော့ fly okay okay ဆိုတော့ခုနကတော့ high ဖြစ်တဲ့အပိုင်းတွေပေါ့နော်ကောင်းတာကြီးပဲထွက်လာပြီဆိုတော့ဆိုးရလေးပဲထွက်လာအောင်ပေါ့ဒါကတော့ဟို balance ဖြစ်တဲ့လောကသဘာဝပဲเนาะဆိုတော့ a period A had depression နဲ့ဆိုတော့ကိုကအဲ့လိုမျိုးအရန်ကြီးထားပါတော့ဟိုဒီမှာဆိုလို့ရှိရင် new home new attitude လို့ပြောတယ်တချို့တွေအလုပ်ပြောင်းရမယ်လို့ခီတာပြောထားရဲဆိုတော့ဟိုအစ်စ်ကိုပြောင်းရတဲ့ခါကျရင်လူရခဏလောက်တော့ depression ဖြစ်တာတော့ဘာလို့ဆိုဘယ်သူမှမသိသေးတဲ့အချိန်လေးလေအချိန်လေးကြီးလည်းမသိဘူးဘာမှမသိဘူးဆိုတဲ့အချိန်လေးမျိုးရောက်နေကြတာမျိုးရှိတယ်ဆိုတော့ depression ကတော့ okay ရှောင်လွှဲလို့မရတဲ့ကိစ္စပေါ့နော်ဆိုတော့တချို့လူတွေအတွက်ကတော့ကျန်းမာရေးကိစ္စရမယ်တချို့လူတွေအတွက်ကတော့ depression ပေါ့နော် depression ကိစ္စရမှာမျိုးရှိပါတယ် okay ဒါဒီမှာထားလိုက်ပြီးရင် egg success assured with good plans and hard work ဆိုတော့ဒါကကြတော့ဘယ်လိုဖြစ်မလဲဆိုတော့ကိုကဟိုအခုချိန်မှာပေါ့နော်တခုကိုလုံနေရရှိတယ်ဘာလို့အဲ့လိုပြောရလဲဆိုဥမာထားပါတော့ဟိုတခုပေါ့နော်ဥမာစာတန်းလုံနေရစာတန်းပြုစုနေရစာတန်းပြုစုနေရ final result ကထွက်မလာသေးဘူးထွက်မလာပြုစုနေရဟို professor ရှိလည်းမတင်ရသေးဘူး final result ကလည်းထွက်မလာသေးဘူးကိုကတခုကိုဖန်တီးနေရဘယ်သူရှိမှချမပြရသေးဘူးဥလေးကိုကြည့်ဆိုတော့ဥလေးလိုမျိုးပဲကွာဘာကောင်းလေးထွက်လာမလဲဘယ်လိုလေးထွက်လာမလဲဆိုတာမသိရသေးဘူးပေါ့နော်ဒါပေမဲ့အထဲမှာတော့သူရဲ့ process ကလုံနေပြီဆိုတော့ကိုကအဲ့လိုမျိုးတခုလုံနေရမျိုးရှိလို့ရှိရင်အခုအချိန်ကမိသေးရပေါ့နော်ပြောချင်တာဟိုကိုကတကယ် success ကိုလိုချင်တယ်ဆိုလို့ရှိရင် plan ကောင်းဖို့လိုရယ် plan ကောင်းချပေါ့နော်ပြီးရင်အလုပ်ကြိုးစားအဲ့ဒါဆိုရင်ကျင်းတီပေါ့ကိုယ့်ရဲ့ဦးလေးကအဲ့လိုရွှေဦးလေးဖြစ်လာမှာပေါ့နော်ရွှေဦးလေးဖြစ်လာထွက်လာရွှေငန်းလေးထွက်လာမှာဆိုတော့အဲ့လိုပုံစံမျိုးလေးဟိုဘာဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးထွက်တယ်ဆိုတော့ကိုကတခုလုံးနေပြီဆိုလို့ရှိရင်ဘယ်သူမှလည်းချမပြရသေးဘူးကွာဒီကိစ္စပြီးလည်းပြီးမသွားသေးဘူး result ကလည်းမထွက်သေးဘူးဆိုတော့ကျင်းတီပေါ့ကိုကပြင်လို့ရသေးတယ်ပြင်လို့ရသေးဆိုတာမကောင်းအခုလုံနေရမကောင်းလို့ပြောတာမဟုတ်ဘူးဒါပေမဲ့ဘာပြောဟိုတခုခုပုံသိမ်းမတတ်မှတ်နဲ့ပေါ့နော်ဥမာထားပါကိုကတခုခုလုံနေတယ်ဟင်းဒါကြီးကတာမန်မဲထွက်လာမှမလေးလို့တွေးရမျိုးတို့ဒါမှမဟုတ်သူများအဆင်ပြေမှမဟုတ်ပါဘူးလို့ပြောလိုက်လို့ငါဒီကိစ္စအဆင်ပြေမှမဟုတ်ပါဘူးလို့တွေးလိုက်တာမျိုးတို့အဲ့လိုမျိုးလေးတွေးရလိရှောင်ပေးပေါ့နော်ဘာလို့ဆိုတော့
final result ဒီထွက်မလာသေးတဲ့၍ကိုရီးယားဒီဟာကိုအကောင်းဆုံးလုပ်လို့ရသေးတယ်ဟုတ်တယ်မလားဆိုတော့အကောင်းဆုံးလုပ်တာနဲ့ကိုလုပ်တာနဲ့ကိုအကောင်းဆုံးလုပ်နိုင်ရင်လုပ်နိုင်တဲ့လောက် success ကနောက်ကနေလိုက်လာလိမ့်မယ်ဆိုတော့အဲ့ဒီကက်လေးပါ okay နောက်ဆုံးကက်လေးပါနောက်ဆုံးကက်လေး belly deep personal strength and peace that assures success so ဒီအက်ကက်လေးနဲ့အရန်တူတယ်ပေါ့နော်အက်ကက်လေးနဲ့အရန်တူတယ်Okay. Okay. So လေဒါလေးကိုကဘလို့ထင်လဲဆိုတော့ Okay တချို့လူတွေကလေတချို့လူတွေရှိရပေါ့နော်ဒီ reading ကြည့်နေတဲ့လူတွေကတကယ်တော့ကိုကအဲ့လိုမျိုးကိစ္စအကြီးနဲ့ကြုံနေရတဲ့လူတွေရှိရပေါ့နော်ကိစ္စအကြီးနဲ့ကြုံနေရတာဒါပေမဲ့လို့ကိုယ်စိတ်ထဲမှာအဲ့ဒါကိုကိစ္စအကြီးဆိုပြီးတော့သိရမလား drama ခင်းလိုက်တာတဲ့ drama ခင်းနေဆိုတာကွာငါဒါကြီးအရင်ကြုံနေရတာပဲသိရမလားငါဝမ်းနေလိုက်တာဆိုပြီးတော့အဲ့လိုဒူးထောက်ပြီးငိုယိုနေရတဲ့သူတို့ကအဲ့ဒီကိစ္စကိုပေါ့နော်အဲ့လိုအေးအေးချမ်းချမ်းနဲ့ကင်တွယ်နေရမျိုးတွေ့ရတယ်ဥမာโอเคဒါဒီကိစ္စဖြစ်လာတယ်โอเคငါဘယ်လိုလုပ်လို့ရလဲငါဘာဆက်လုပ်လို့ရှိရင်ဒီကိစ္စအဆင်ပြေနိုင်လဲပေါ့နော်ဆိုတော့အဲ့လိုမျိုးဘယ်လိုပြောမလဲကိုယ့်ရဲ့အားအင်ပေါ့နော် personal strength ရှိတာပေါ့နော် personal strength ရှိရင်ပြီးတော့ age နဲ့ကင်တွယ်နိုင်တယ်ဆိုတော့အဲ့လိုလုပ်နေတဲ့လူတွေရှိရပေါ့နော်အဲ့လိုလုပ်နေတဲ့လူတွေအတွက်က success ကသိကြပါတယ်တဲ့ coming ဖြစ်နေပေါ့ဆိုတော့ခီရာဖတ်ကြည့်ရတဲ့လောက်မှာဒီလူတွေက currently အဲ့လိုမျိုးကိစ္စကိုဖြေရှင်းနေပေါ့နော်ဆိုတော့ဒီကရဲ့ပြောချင်တဲ့ဟာအဲ့လိုမျိုးဖြေရှင်းနေတဲ့လူတွေကို success ကသိကြပါတယ်ဆိုပြီးတော့အဖြေပြောချင်တာဆိုတော့ဒီဟာခီရာဒီဗီဒီယိုကြည့်နေတဲ့လူတွေသိချင်တဲ့ဟာလေးဆိုလို့ရှိရင်ကတ်တီကအဖြေပြန်ပေးတာပါ success assure ဖြစ်ပါတယ်တဲ့โอเคပါဆိုတော့ဒီနေ့ reading လေးရတော့ဒီလောက်ပါပဲခီရာလိုဗီဒီယိုရိုက်တာနဲ့တိတ်မရင်းနေသေးဘူးဆိုတော့ဗီဒီယိုကလည်းနည်းနည်းမုံသွားမလို့တော့ဖြစ်သွားပြီပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အဆင်ပြေကြပါစေ